အဲ့တော့နိုင်ငံမှာလွဲမှားနေတဲ့အယူဝါဒကဒီကားတွေကကျွန်တော်တို့မြောက်ပြည်ဘက်မှာဆိုမယန်းကြောင်ဂိတ်ကြီးရှိတယ်မယန်းကြောင်ဂိတ်ကြီးအဲ့ဒီဝတ်တော့ကားတွေကဟိုးမြောက်ပြည်မှာလေစိတ်ကနေဝင်လာပြီးတော့မှဒီပြည်မာကြီးတဲ့ပေါ့နော်ဒီပြည်မာကြီးတဲ့နေရာအနှံပြားကိုရောက်ရှိခဲ့တာအဲ့ဒါတွေကိုမထိန်နိုင်မဲနဲ့အဲ့ဒါတွေကိုဖမ်းမယ်စီးမယ်လို့ပြောလိုက်ပြီဆိုရင်အောက်ကအဲ့ဒါလှုပ်ရှားရောနော်လှုပ်ရှားကြတာလှုပ်ရှားကြတော့ကျွန်တော်အဲ့တော့ဝန်ထမ်းတွေကိုပြောတော့ကျွန်တော်ဝန်ထမ်းတွေကိုဆဲတယ်တဲ့ပြပါနောက်တစ်ခုကဝတ်တော့ခုလိုကားတွေဆိုလို့ရှိရင်ကျွန်တော်ပြောပြီးပြီလေနိုင်ငံခြားဂျပန်ကနေလာတဲ့ရွှေငါးက330နဲ့မြဝတီမှာဝယ်လို့ရတယ်ဟောရအဲ့ဒီရွှေငါးလိုင်စင်ကားလဲဖြစ်လေဖြစ်ကိုပတ်စံ3600 900လောက်ဖြစ်သွားအောင်ကဲသူများနိုင်ငံကဒီကားတစ်စီးကိုဂျပန်ကနေတင်းမောနဲ့တင်လာတဲ့ကား330နဲ့ရောက်တယ်ဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့အစိုးရကလည်းပြည်သူလူထုကို200လောက်နဲ့စီးနိုင်အောင်တော့စူးစမ်းပေးရမှာပေါ့အဲ့ဒါအစိုးရမှာတာဝန်အခုလမ်းတွေပဲကြည့်အေးစားဖို့ပြီးနောက်ဘာဒီမှမသိရှုပ်နေတာပဲမျိုးဝင်ဘီကွန်တွေရောမျိုးထွက်ဘီကွန်တွေရောနဲ့အဘကောင်းပါတယ်လို့တက်မတော်ကြီးကကောင်းပါတယ်လို့ဝန်ထမ်းတွေကကောင်းပါတယ်လို့ဆိုရင်တော့ခင်ဗျားတို့ကျွန်တော်တို့ဒီတိုင်းပြဒီတိုင်းပဲဖြစ်နေဦးမှာပဲနော်အဲ့တော့ခင်ဗျားတို့လည်းဖားကြပါကျုပ်ကတော့မဖားနိုင်ဘူးခင်ဗျားတို့ကကျွန်တော်နော်ဘလောက်တိုက်ခိုက်ပြီးတော့ဖမ်းခိုင်းထောင်ချခိုင်းလူကြီးတွေသိတယ်နော်လူကြီးတွေသိတယ်ကျွန်တော်နဲ့စန့်ကျင်ဘက်ကလူတွေလည်းသိတယ်လို့ဒီကျွန်တော်နဲ့အဖွဲ့အစည်းရလူတွေလည်းသိတယ်နော်ကျွန်တော်ရိုင်းလိမ့်မယ်မှန်ပါတယ်ခင်ဗျားတို့ပြောသလိုကျွန်တော်ရိုင်းပါတယ်ပဲထားပါနော်ဒါပေမဲ့လူဆိုတာကကျွန်တော်ရိုင်းတာကျွန်တော်နိုင်ငံကျွန်တော်လူမျိုးနဲ့ကျွန်တော်တို့ရဲ့အဖွဲ့အစည်းကိုချစ်လို့ဗျနော်ဒါပေမဲ့